Perfect Crown နဲ့ Yumi Cells 3တို့ဟာဒီအပတ်ရဲ့လူပြောအများဆုံး drama တွေနဲ့တရုပ်ဆောင်တွေရဲ့အဆင့်သတ်မှတ်ချက်မှာထိပ်ဆုံးနေရာတွေအားလုံးကိုသိမ်းပိုက်သွားခဲ့ပါတယ်။ Perfect Crown ဇလန်တွဲဟာလူပြောအများဆုံး drama ဇလန်တွဲစရင်မှာထိပ်ဆုံးကရက်တည်နေုံသာမကဇက်ဆောင်မင်းသားမင်းသမီးတွေကလည်းလူပြောအများဆုံး drama တရုပ်ဆောင်စရင်မှာဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပြီး IU နဲ့ပြောင်ဝူစော့တို့ကနံပါတ်1နဲ့2နေရာမှာရက်တည်နေပါတယ်။စရင်နှစ်ခုလုံးတွင်နောက်ထပ်အမြင့်ဆုံးအဆင့်နေရာများမှာ TVNE Yumi Cells 3တို့ပြီးယခုအပတ်ဤ drama ဆိုင်ရင်တွင်နံပါတ်2သို့ရောက်ရှိလာခဲ့သည်မင်းသားကင်ဂျေဝွန်နှင့်ကင်ကိုအန်တို့သည်လည်းယခုအပတ်ဤတရုတ်ဆောင်ဆိုင်ရင်တွင်နံပါတ်3နှင့်နံပါတ်5သို့အသီးသီးရောက်ရှိလာခဲ့သည် JTBC ရဲ့ We Are All Trying Here ဇလန်တွဲဟာ drama ဆိုင်ရင်မှာနံပါတ်3နေရာမှာရပ်တည်ခဲ့ပြီးမင်းသားကိုဂျိုဝမ်းနဲ့မင်းသမီးကိုရောင်ကျွန်းတို့ကနံပါတ်4နဲ့နံပါတ်8နေရာမှာအသီးသီးရပ်တည်နေပါတယ်။ TVN ရဲ့အချစ်ဟာတာဇက်လန်တွဲအသစ်Filing for Love ဟာ drama စရင်မှာနံပါတ်4နေရာမှာပွဲဦးထွက်ခဲ့ပြီးအဓိကဇက်ဆောင်တွေဖြစ်တဲ့ရှင်ဟေးဆန်နဲ့ဂွမ်မြောင်တို့ကနံပါတ်6နဲ့နံပါတ်9နေရာမှာအသီးသီးရပ်တည်ခဲ့ပါတယ်။ Netflix ရဲ့ထိတ်လန့်စရာဇလန်တွဲအသစ် If Wishes Could Kill ဟာဒီအပတ်ရဲ့ drama စရင်မှာနံပါတ်5နေရာမှာပွဲဦးထွက်ခဲ့ပြီး ENA ရဲ့လျှို့ဝှက်စမ်းကြဲအသစ်ထိတ်ရင်ဖို့ဇလန်တွဲအသစ် The Scarecrow ကတော့နံပါတ်6နေရာမှာပွဲဦးထွက်ခဲ့ပါတယ်။ SBS ရဲ့ Sold Out on You ဇလန်တွဲဟာနံပါတ်9နေရာမှာတည်ငြိမ်စွာရပ်တည်နေပြီးအာဟိုဆော့နဲ့ချဲကန်ဘင်းတို့ကနံပါတ်9နဲ့10နေရာမှာအသီးသီးရပ်တည်နေပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာ K-drama သတင်းတွေကိုသိရဖို့ channel ကို like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ။